ဒါကတော့ကျွန်တော်တို့အသုံးပြုနေတဲ့လူသုံးကုန်ပစ္စည်းနဲ့စက်ကရိယာပစ္စည်းအမျိုးမျိုးတွေကိုအကျန်းခံနိုင်အောင်ကာကွယ်ပေးတဲ့ Line ဆိုတဲ့ coating လုပ်ဖို့ဆေးရည်တစ်မျိုးပဲဖြစ်ပါတယ် Line ဆိုတာပါလေ Line က plastic မျိုးစားတွေထဲမှာပါတဲ့ polyurethane နဲ့ polyurea တို့ကိုအခြေခံပေါင်းစပ်ထားပြီးတော့တခြားဓာတုဓာတ်ပေါင်းတွေနဲ့ရောစက်ထုတ်လုပ်ထားတဲ့ဆေးရည်တစ်မျိုးပါသူတို့ဆက်နဲ့အပူပေးပြီးတော့ဖျန်းရပါတယ်ဖျန်းပြီးတာနဲ့5စက္ကန့်အတွင်းမှာအချောက်မြန်တဲ့အတွက်ကြောင့်ကျွမ်းကျင်တဲ့သူတွေနဲ့ပဲဖျန်းရပါတယ် Line ကချစ်ရပွန်းရတွေတန်ကြီးတက်တာတွေကိုကာကွယ်ပေးပြီးတော့စားငံရည်စီနဲ့တခြားဓာတုပစ္စည်းအမျိုးမျိုးကဒဏ်တွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်အပူအေးလက်ခန္ဓာရည်ရှိပြီးတော့နှုတ်40ဒီဂရီဖာရင်ဟိုက်မှအပေါင်း300ဒီဂရီဖာရင်ဟိုက်ထိခန္ဓာရည်ရှိပါတယ်အဲ့ဒါကြောင့်ကားသင်းဘောနဲ့တခြားရင်မျိုးမျိုးတွေမှာအသုံးပြုလာကြပါတယ်တတုတစ်တာကွန်ကရစ် fiber glass စတဲ့ဘယ်မျက်နှာပြင်မဆိုအသုံးပြုနိုင်ပြီးတော့အယောင်မျိုးမျိုးရနိုင်တဲ့အတွက်ကြောင့်အလှဆင်ဖို့အတွက်လည်းတင်းတော်ပါတယ်ဒီလိုခန္ဓာရည်ရှိတဲ့အတွက်ကြောင့်စစ်တပ်တွေမှာလည်းအသုံးပြုလာကြပါတယ်ကြည်စံနဲ့ဘုံတွေကိုကာကွယ်ဖို့အတွက်ကြီးကာနဲ့တန်ကြက်ကာတွေမှာအသုံးပြုကြတာပါဘာဖြစ်လို့လဲဆိုတော့ဝေးရလာတဲ့ကြည်စံနဲ့ပောက်ကွဲပြီးဘုံအစနာတွေက Line H နဲ့ coating လုပ်ထားတဲ့ကြီးကာပြားတွေမှာပဲကတ်ကြံခဲ့လို့ပါအပြင်ကိုပြန်ကန်ထွက်ပြီးပြန့်ကျဲမသွားတဲ့အတွက်ကြောင့်ဘေးကလူတွေစီပြန်ထိမှာကိုလည်းစိုးရင်စရာမလိုတော့ပါဘူး Line H က plastic မျိုးစားတွေနဲ့ထုတ်လုပ်ထားလို့ပျော့ပြောင်းတယ်လို့ထင်ရပေမဲ့လည်းအရာဝတ္ထုတွေပေါ် coating လုပ်ပြီးတော့ဖျန်းလိုက်မယ်ဆိုရင်အယမ်းမာပြီးခန္ဓာရည်ရှိပါတယ်အာမခံကိုလည်း lifetime warranty ပေးထားပါတယ်အဲ့ဒါကြောင့် Line H ကိုစက်မှုလုပ်ငန်းတွေစောက်လုပ်ရေးလုပ်ငန်းတွေမှာအသုံးပြုလာကြပါတယ်ယခုကနိုင်ငံပေါင်း80ကျော်မှာ Line H ကို20ကျကျအသုံးပြုလာကြပါပြီ